တောင်းတော့သူတို့အဲ့လိုမျိုးပေါ့ဆက်ဆံကြတာပေါ့အဲ့လိုမျိုးဆက်ဆံနေကြရင်းနဲ့မှသူအငိုင်းမိသွားတဲ့အချိန်မှာအနောက်ကနေပြီးတော့ကျန်တဲ့တယောက်ကနေပြီးတော့ခေါင်းကိုရိုက်သွားတာတဲ့ခေါင်းကိုရိုက်တာပထမအဦးဆုံးဆက်ချင်းရိုက်တာကအုံနီခဲနဲ့အရင်ဆုံးရိုက်တယ်တဲ့ရှိတဲ့ငယ်ချင်းတို့ရေအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒီနေ့ကျွန်တော်နဲ့အတူကြည့်ရမယ့်ဗီဒီယိုလေးကထိုင်းနိုင်ငံမှာဖြစ်သွားတဲ့ ARD မရဲ့စိတ်မကောင်းစရာဖြစ်ရလိပေါ့ဗျာနော်အကိုကသူပူးပြီးတော့ဝင်ပြောထားတဲ့စကားတွေကိုပေါ့ဗျာနော်အမတယောက်ကပြန်လဲရှင်းပြထားတာခဲအဲ့ဒါကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗျာနော်စိတ်တော့လည်းမကောင်းပါဘူးဗျာဘာတွေဖြစ်သွားမှန်းတော့မသိဘူးအဲ့ဒီအကြောင်းအရာတွေကိုသူကပူးပြီးဝင်ပြောထားတာကိုကျွန်တော်နဲ့အတူကြည့်မယ်ဗျာနော်အုံနီခဲနဲ့ရိုက်ပြီးတော့မှဒုံးနဲ့ရိုက်တယ်တဲ့ဒုံးနဲ့ရိုက်ပြီးတော့မှအဲ့လိုမျိုးပြစ်ထားခဲ့တယ်တဲ့သူပထမဦးဆုံးပေါ့နော်အဲ့လိုမျိုးအရင်ဦးဆုံးတက်ပြီးတော့မှကျင့်တာမဟုတ်ဘူးတဲ့အရင်ဦးဆုံးကလေးနဲ့ပေါ့နော်သူ့ရဲ့ဘယ်လိုပြောပြရမလဲအကောင်လေးနဲ့အရင်ဦးဆုံးကျင့်နေတဲ့အချိန်အရှိရဦးတဲ့မြန်မာပြည်ရဲ့ကိုမရောက်သေးဘူးဒီသူတို့မဲဆောက်ပေါ့နော်မဲဆောက်တောတနေရာမှာပဲတောထဲမှာပဲပေါ့ခုကျွန်တော်တို့ရန်ကုန်ဆိုရင်လည်းရန်ကုန်ဆိုပေမဲ့မြို့ကြီးအကုန်လုံးမြို့ကြီးမဟုတ်ဘူးလေဟိုတောနေရာတွေဘာတွေတော့ရှိရလေသူကအတောနေရာမှာပဲပုံနေရတဲ့သူမကြခင်ပေါ့နော်မကြခင်ဟို2ရက်3ရက်အတွင်းဟိုသူ့လောက်သွားတဲ့လူတွေကိုသူဖော်ထုတ်ပေးမယ်တဲ့အကောင်လေးနဲ့ကပထမဦးဆုံးပေါ့နော်ပထမဦးဆုံးတွေ့တာမဟုတ်ဘူးတဲ့အရင်ခါတွေတော့ကလည်းတွေ့တယ်တဲ့အရင်ခါတွေတော့ကတွေ့တာကြတော့ဟိုတယ်မှာပဲတွေ့တယ်တဲ့ဟိုတယ်မှာပဲတွေ့ပြီးတော့သူစာတွေဖြတ်လိုက်လို့တဲ့အထဲမှာသူ့ကိုတဲ့ပြောတယ်တဲ့ပြစင်လေးဝစ်ခဲ့နော်ဘယ်သွားမယ်ဆိုပြီးတော့လည်းပြောထားတယ်တဲ့ပြစင်လေးဝစ်ခဲ့ဆိုတော့လူတယောက်ကပြစင်ဝစ်ဖို့ဆိုရင်ဒီလက်ဝတ်ရတနာတွေပဲရှိရလေအားကြောင့်သူကလက်ဝတ်ရတနာတွေဝစ်ခဲ့ဖို့ကြိုတင်ကြံစီပြီးတော့မောက်ခေါ်လိုက်တာတဲ့ခဏလေးနော်ချမ်းမြေစရာမှာလည်းဒီရေဘူးရှိတော့ကိုမသိဘူးလေဒါပေမဲ့ရေဘူးရှိတဲ့တောင်လေးမှာထိုင်နေတယ်ဒီတောင်လေးမှာထိုင်နေတယ်အဲ့လိုမျိုးသူကရပဲပြောနေခုနကလည်းအေးမနော်အဲ့ဒါဟုတ်တယ်သိမရဘူးလေရုပ်ကြည့်မရှိဘူးနော်တော်တာလေးရုပ်ကြည့်မရှိဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမျိုးပဲမမစမပြောတယ်ဖုန်းဒါဆရာမတို့ online မှာမြန်စီမှာဖောက်တဲ့ဝင်နေကြတယ်ဟုတ်တယ်တော့ဘလူးတီမှာလည်းအရင်ဒီမှာအေးဟေးနော်ရေဘူးရှိတာလည်းဘလူးတီမှာဒီမှာရေဘူးရှိတယ်လေရေဘူးရှိမင်းပြောတယ်မင်းကတော့ဒီမှာရှိမှဒီရဒီရှိတယ်လို့ဒီမှာဒီမှာရတယ်နော်ဒီမှာအနတ်သူရေဝင်တာလို့ပြောတာမဟုတ်ဘူးအနတ်တစ်ခုရလိမ့်မယ်တဲ့ဝေးတဲ့နတ်တစ်ခုရလိမ့်မယ်တဲ့သူစွနေတာဒီစပယ်ပြည့်ရတယ်သူကိုင်နေတာလေဒီမှာအဖြစ်ပြေးအေးကြည့်လဲကြာကီလိုမျိုးလဲမဲရဝတ်တယ်လဲစပယ်ကိုဝေးလေးနဲ့လဲဖွေးခိုင်ပြီးငိုနေတာလေနေလို့တွေ့တယ်လေချက်တယ်တာရအပေါ်အင်းချက်လေးနဲ့ပုံမှန်လေးနဲ့လေအဲ့ဒီမှာအပြည့်အဲ့လိုမျိုးနေရမင်းရောက်ချန်ပြပါမင်းရောက်တယ်အဲ့လိုမျိုးအတိအကျဝတ်တယ်နေတာလေအဲ့ဒီနေရာရတယ်哎呀，你有漏多的，你过来。အဲ့ဒီကောင်ကသူကမနေ့ပြန်စားရအဲ့ဒီဆရာမလာတော့မလားသူအဲ့ဒီဆရာမအဲ့ဒီကောင်မပြေးသေးဘူးလားဒီမှာပဲရှိနေတာပေါ့နော်ဒီမှာပဲဒါပေမဲ့အေးငါတရှာခိုင်းမယ်လေသူကမခေါ်တတ်တာတွေ့လေပြက်ဦးလာပြနေတယ်မရဘူးအေးငါတရှာခိုင်းမယ်သူကနော်ပြန်လာတယ်နော်မရအေးလာခဲ့နော်သူ့ကိုတက်သွားတာတဲ့2ယောက်တဲ့2ယောက်ဟိုအငယ်ကောင်လေးနဲ့သူနဲ့ပေါ့နော်တူတူတောက်နေတာတဲ့တူတူတောက်နေပြီးတော့သူတို့အဲ့လိုမျိုးပေါ့ဆက်ဆံကြတာပေါ့အဲ့လိုမျိုးဆက်ဆံနေကြရင်းနဲ့မှသူ
သူအငိုင်းမိသွားတဲ့အချိန်မှာအနောက်ကနေပြီးတော့ကျန်တဲ့တယောက်ကနေပြီးတော့ခေါင်းကိုရိုက်သွားတာခေါင်းကိုရိုက်တာပထမအဦးဆုံးဆက်စချင်းရိုက်တာကအုံနီခဲနဲ့အရင်ဆုံးရိုက်တယ်တဲ့အုံနီခဲနဲ့ရိုက်ပြီးတော့မှဒုံးနဲ့ရိုက်တယ်တဲ့ဒုံးနဲ့ရိုက်ပြီးတော့မှအဲ့လိုမျိုးပစ်ထားခဲ့တယ်တဲ့သူပထမဦးဆုံးပေါ့နော်အဲ့လိုမျိုးအရင်ဦးဆုံးတက်ပြီးတော့မှကျင့်တာမဟုတ်ဘူးတဲ့အရင်ဦးဆုံးကလေးနဲ့ပေါ့နော်သူ့ရဲ့ဘယ်လိုပြောပြမလဲအကောင်လေးနဲ့အရင်ဦးဆုံးကျင့်နေတဲ့အချိန်အရှိကမမအီယာရီကအငိုင်းမိနေတဲ့အချိန်ပေါ့နော်ဘယ်လိုပြောပြမလဲဆိုင်ဟွာဆိုရင်တော့ခွလို့တော့အဲ့လိုမျိုးလိန်စိမ့်နည်းနည်းဟွာဖြစ်နေတဲ့အချိန်ပေါ့သူတတိလွတ်သွားတဲ့အချိန်မှာအနောက်ကနေပြီးဝင်လာပြီးတော့အုံနီခဲနဲ့ရိုက်တယ်တဲ့အုံနီခဲနဲ့ရိုက်တဲ့အချိန်မှာသူ့ရဲ့ကောင်ကပေါ့နော်သူ့ကိုဆက်ဆံနေတဲ့ကောင်လေးရပေါ့နော်လက်နှစ်ဖက်ကိုချုပ်ထားတယ်ပြီးစားတော့လေဘင်းကိုလည်းညှစ်ထားတယ်အရင်ဦးဆုံးသူတို့ဆက်စားဦးချင်းလှုပ်ထားကလေဘင်းကိုအရင်ဦးဆုံးညှစ်ထားတယ်မသူကိုယ်တိုင်လည်းပြောတာကြတော့လေသူကိုယ်တိုင်အကောင်လေးကိုကောင်းပေးခဲ့တာအကောင်လေးကသူ့ကိုဒီလိုလုံးဝမလားဆိုတဲ့ပုံစံမျိုးကြီးနဲ့တော့အကောင်လေးကိုခုသူလိုက်ရှာနေရပေါ့နော်လိုက်ရှာနေရဆိုပေမဲ့အဆရာမကြီးကခံမှန်းပေးတာကတော့သူတို့မြန်မာပြည်ထဲကိုမရောက်သေးဘူးတဲ့မြန်မာပြည်ထဲကိုမရောက်သေးဘူးဒီသူတို့မဲဆောက်ပေါ့နော်မဲဆောက်တောတနေရာမှာပဲတောထဲမှာပဲပေါ့ခုကျွန်တော်တို့ရန်ကုန်ဆိုရင်လည်းရန်ကုန်ဆိုပေမဲ့မြို့ကြီးအကောင်လုံးမြို့ကြီးမဟုတ်ဘူးလေတောနေရာတွေဘာတွေတော့ရှိရလေသူကအတောနေရာမှာပဲပုံနေတယ်တဲ့သူမကြခင်ပေါ့နော်မကြခင်2ရက်3ရက်အတွင်းသူ့လောက်သွားတဲ့လူတွေကိုသူဖော်ထုတ်ပေးမယ်တဲ့အကောင်လေးနဲ့ကပထမဦးဆုံးပေါ့နော်ပထမဦးဆုံးတွေ့တာမဟုတ်ဘူးတဲ့အရင်ခါတွေတော့ကလည်းတွေ့တယ်အရင်ခါတွေတော့ကတွေ့တာကြတော့ဟိုတယ်မှာပဲတွေ့တယ်တဲ့ဟိုတယ်မှာပဲတွေ့ပြီးတော့သူ့စားတွေဖြတ်လိုက်လို့တဲ့အထဲမှာသူ့ကိုတဲ့ပြောတယ်တဲ့ပြည်စီစဉ်လေးဝစ်ခဲ့နော်ဘယ်သွားမယ်ဆိုပြီးတော့လေပြောထားတယ်တဲ့ပြည်စီစဉ်လေးဝစ်ခဲ့ဆိုတော့လူတယောက်ကပြည်စီစဉ်ဝစ်ဖို့ဆိုရင်ဒီလက်ဝတ်ရတနာတွေပဲရှိရလေအားကြောင့်သူကလက်ဝတ်ရတနာတွေဝစ်ခဲ့ဖို့ကြိုတင်ကြံစီပြီးတော့မှကိုခေါ်လိုက်တာတဲ့သူမတေခင်ပေါ့နော်သူမတေခင်မှာသူ့ကိုကြိုတင်ကြံစီပြီးတော့လှုပ်သွားတာရောတက်မှာရောသူ့ကိုတက်မှာရောသူအကုန်လုံးကိုတိသွားရတယ်တဲ့တိသွားတဲ့အချိန်မှာသူယုံနေတဲ့သူပြန်လှုပ်တဲ့အချိန်မှာသူပြန်လှုပ်လို့ပေါ့နော်ပြန်လှုပ်လို့2ယောက်လုံးကသူ့ကိုတက်ခဲ့တာတဲ့ဒီတိုင်းဆိုရင်တော့ပေါ့နော်ဒီတိုင်းဆိုရင်တော့သူ့ကိုလိုမျိုးပစ္စည်းလူရိုက်သွားလောက်လေးလုံးရင်လောက်ကောင်းလုံးလိမ့်မယ်ပေါ့နော်ခုဟာကြတော့မမအီယာဝီကလည်းအားတန်နေတဲ့သူအားတန်ပြီးတော့သူပြန်လှုပ်တယ်တဲ့ပြန်လှုပ်တော့ပြန်ယုံနေပေါ့နော်ပြန်ယုံနေပြန်လှုပ်တယ်တဲ့အချိန်မှာအနောက်ကနေပြီးတော့အဲ့လိုမျိုးဝင်ရိုက်တာတဲ့ဝင်ရိုက်ပြီးတော့အဲ့လိုမျိုးဆုံးသွားတာတဲ့သူကိုယ်တိုင်လည်းစိတ်နာတယ်ပေါ့နော်သူဒီလောက်ကြီးကောင်းပေးခဲ့တာကိုသူ့ကိုဒီလိုလုပ်ရမလားဆိုပြီးတော့သူအမှုမှန်ပွားအောင်လဲသူကိုယ်တိုင်လိုက်ရှာနေတယ်တဲ့သူကောင်းကိုအုံညီခဲနဲ့ရိုက်တာဒုံးနဲ့ရိုက်တာကသူ့ကိုဆက်ဆံတဲ့သူ့ကောင်လေးမဟုတ်ဘူးတဲ့သူဘေးမှာပါလာပြီးတော့ပါလာတဲ့လူတယောက်ကသူ့ကိုရိုက်တာတဲ့သူ့ကောင်လေးကသူ့ကိုလက်ကိုချုပ်ထားတယ်လေဘေးကိုညှစ်ထားတယ်သူ့ကျင်နေပေါ့အဲ့ဒါလောက်ပဲလောက်တာတဲ့သူဘေးကပါလာတဲ့တယောက်ကသူ့ခေါင်းကိုအရင်ဆုံးအုံညီခဲနဲ့ရိုက်တယ်အုံညီခဲနဲ့ရိုက်ပြီးတော့မသေးလို့မှသူ့အဲ့လိုမျိုးပေါ့ဟွာနဲ့ဗာလေထုံးနဲ့ရိုက်တာတဲ့လေဘင်းမှာထန်ရရှိတယ်တဲ့လေဘင်းမှာအဲ့ဒါသူ့ကောင်လေးသူ့ညှစ်ထားတာတဲ့လေဘင်းအဲ့လိုမျိုးပေါ့ကျင်နေတဲ့လေဘင်းကိုညှစ်လိုက်တာတဲ့သူကိုယ်တိုင်ကလည်းသူကောင်လေးရှိတဲ့နေရာကိုရှာလို့မရအောင်ဆိုတာသူ့မှောက်ခဲ့လို့တဲ့သူလုံးဝအဲ့လိုမျိုးရှာလို့မရအောင်ပေါ့သူမှောက်ခဲ့တဲ့အတွက်သူလုံးဝရှာလို့မရဘူးတဲ့ဒါပေမဲ့သူစူးစမ်းပြီးရှာနေတယ်ဒါပေမဲ့ဆရာမကြီးခံမှန်းချက်ပြောပြတာနော်ဆရာမကြီးခံမှန်းချက်ပြောပြတာကတော့ဆရာမကြီးက2ရက်3ရက်အတွင်းအမှုမှန်ပေါ်မယ်တဲ့ပြီးကြရင်အကောင်လေးတွေကခုလောဆယ်မြန်မာပြည်ဘက်ကိုမရောက်သေးဘူးထိုင်းဘက်မှာပဲမဲဆောက်
တော့တနေရာထဲမှာသူတို့နှစ်ယောက်လုံးပုံနေတယ်နှစ်ယောက်လုံးတူတူရှိတယ်တဲ့ကောင်လေးကစေးကြောင်လို့လည်းမဟုတ်ဘူးတဲ့ပစ္စည်းကိုလိုချင်လို့တက်တက်ကိုတမင်တကာခွေးစင်ပြီးတော့ခေါ်တာတဲ့ ရပြီတီးလိုက်ရပြီဟောဒါကကြတော့ဘယ်လိုတိတာလဲဆိုလို့ရှိရင်ပေါ့နော်သူ့ကိုပေါ့နော်ဒီတည်င်းဖြစ်တာနဲ့တိတာနဲ့သူ့ရဲ့နာမည်တွေအရင်တွေကိုယူပြီးတော့မှဒီအကြမ်းမြင့်ဆရာမပေါ့နော်ပြောမှဆိုလို့ရှိရင်ဝိညာဉ်ဆရာမပေါ့နော်ဝိညာဉ်တွေပြင်မာရောက်နေလေဘယ်လိုရှိနေလဲဆိုတာသူကအကြမ်းမြင့်ဆရာမဆီကနေပြီးတော့ပြီးတော့မေးကြည့်တဲ့အခါကျတော့ဒီလိုထွက်လာတာပြင်ဖွင့်ပါလားနဲ့ဖွင့်ပြီးပြီလေခုနကဟဲ့ တယ်လေးတို့ရဲ့သူများဖိတ်ထိခိုက်ရတယ်လေနော်ခဏခဏလေး ခဏဖြစ်တဲ့ခါကျတော့သူများတွေကိုဟိုဟာဖြစ်မှာပေါ့တေးလေးခုနဖွင့်ပြပြီးတော့ဒီလိုနှစ်ခါတော့ရှူလာမသိဘူးနော်လှည့်ပြန်တာ တော်ပြီလေသူများရဲ့အကုန်လုံးပူပန် နားထောင်ရပြီဟုတ်တယ်လေသိရပြီဆိုတော်ပြီပေါ့ဒီလက်လောက်သိလောက်ရှိရင်တော်ပြီလေဟုတ်တယ်ဖြိုးဖွင့်တာနှစ်ခါတော့ရှိနေပြီဆိုသူများတွေလေဟုတ်တယ်မဖွင့်နဲ့တော့ဟုတ်တယ်မှန်တယ်ဟိုတော်ပြီဒီလောက်ဆိုလို့ရှိရင်လေဟုတ်တယ်မလားမနေ့ဖက်ကြမှာတမျိုးဘယ်လိုလာအောင်မလဲဆိုတာလည်းပြောပြပေးမယ်မနေ့ဖက်ကြလို့ရှိရင်တော့သူ့ရဲ့ဒီအယုတ်လောင်းကိုမနေ့ဖက်ကြလို့ရှိရင်ကိုနိုင်မှာ ကဲဗျာစိတ်မကောင်းစရာဗီဒီယိုလေးကိုကြည့်ရတာဒီလောက်ပါပဲဗျာခနော်ကျွန်တော်နဲ့အတူ like ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ